စားကြည့်လိုက်တဲ့သူတိုင်းဟာဝါဒါဘာရတာလေလူကလွင့်ထွက်သွားတော့မယ်ခန်းစားချက်မျိုးပဲလို့အော်ဟစ်ရတဲ့အထိဖြစ်သွားကြပါတယ်ဒီစပစ္စည်းရဲ့ချိုးမြင့်မှုနဲ့လန်းဆန်းမှုဟာခေါင်းထဲအထိတက်သွားစေပြီးချက်ချင်းဆိုလိုပဲကြောင်းအောင်တာတွေပါပျောက်သွားတယ်အင်အားတွေပြေးလာနေတယ်လို့တသေးပြနေကြတာပါဒါဟာစပစ္စည်းမဟုတ်ဘဲမော်အစွမ်းရှိတဲ့ဈေးတစ်ခွက်လို့ဖွင့်နေတာကြောင့်ခဏချင်းမှာပဲဈေးတွေကလူတွေဟာငါ့ကိုနှက်ခိုင်ပေးငါ့ကိုငားခိုင်ပေးဆိုပြီးတယောက်နဲ့တယောက်တိုးဝဲကအလူရဝယ်ယူကြပါတော့တယ်ဒီသတင်းဟာမြို့ကဥက္ကဋ္ဌကြီးနားတဲ့အထိပေါက်ကြားသွားပါတယ်ဥက္ကဋ္ဌကြီးဟာဒီစပစ္စည်းကိုစားပြီးနောက်မှာဇန်ရသွားတယ်လို့ခန်းစားရပြီးသူ့ရဲ့ရင်းချက်ပန်းနတ်ယောဂပါပျောက်ကင်းသွားတာကြောင့်ဒီဈေးထေစီမှာရှိသမျှစပစ္စည်းအကုန်အိတ်သွန်ဖားမှုဝယ်ခဲ့လို့အမိန်ပေးလိုက်ပါတော့တယ်စပစ္စည်းပါရောင်းရံငွေ3000ကျော်နဲ့တူစားကြည့်ရတယောက်သူ့ရဲ့စိုက်ပျိုးရေးအိမ်မက်ကိုစော့တင်ပါပြီမြို့ပေါ်မှာတတူပါရဲ့ခွေးတကောင်လိုနှိမ်ချဆက်ဆံခံရတဲ့ဘဝထဲဆိုင်ရင်သူ့မိသူ့ရည်နဲ့တသေးဖျော်လို့ကိုဆုံးထည့်လိုက်ပါတယ်သူပထမဆုံးရွေးချယ်လိုက်တာကတော့ဓာတုကင်းစင်နဲ့ခရမ်းချင်းသီးစိုက်ပျိုးရေးပဲဖြစ်ပါတယ်စာကြီးကိုမြေကြီးထဲမှာပင်ပင်မတ်မတ်အလွတ်လွတ်နေတာကိုမြင်တဲ့ပတ်ဝန်းကျင်ကလူတွေကတော့မြို့မှာအနှင်းထုတ်ခံရတော့ပြန်လာတဲ့ကောင်ဒီမြေခွက်လေးနဲ့ငတ်သေးမှပဲဆိုပြီးဝိုင်းလောင်နေကြပါတယ်သူနဲ့အတန်းပေါ်ဖြစ်ခဲ့တဲ့ချင်းမုံကတော့သူ့ကိုစင်ရသားဘဝနဲ့ဇက်တင်ရတော့မယ်လို့ကဲ့ရဲ့ခဲ့ပါတယ်ဒါပေမဲ့စာကြီးအိုစီမှာလူတွေမသိတဲ့နဲ့ရည်စင်ရှိနေပါတယ်ဒီနေ့ငါ့ကိုလိရှူရှူထားကြပေါ့မနှက်ဖျံကြရတော့မင်းတို့ငါချေပြတော်မမီစရဘူးလူကျုံဝိုင်းရင်သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့ပြင်ဆင်နေပါတယ်သူစိုက်တဲ့ခင်းချင်းပင်တွေဟာလည်းနောက်တလက်မနှက်မှာပဲချက်ချင်းကြီးထွားလာပြီးခူးယူဖို့အစင်သင့်ဖြစ်နေပါတော့တယ်